ကဲသွေးအားနေတဲ့လူတွေရှိလားသွေးအားနေတဲ့ဝင်းမမှန်အောင်ဆိုတဲ့လူတွေရှိရဆိုရင်ညာဘိုက်ကစုံလောက်ကလေးကိုဒါလေးနဲ့သုံးပါရှင်ဒီမှာနော်ဒီမှာကြည့်လင်းလက်ကနေပြီးတော့ဘယ်ဟာလေးပဲထုတ်ထုတ်သူ့မှာထဲထဲမှာပါတဲ့ KTD ဝိတ်ကြီးဟာမှာအစားမြန်မာနိုင်ငံထုတ်ဆိုပေမဲ့လို့သူကအကုန်လုံး expire date ကစားအကုန်ထည့်ပေးထားရတယ်နော်အဲ့ဒါလေးအတွက်ကတော့အမတို့တော်တော်လေးအဆင်ပြေပါတယ်ရှင်ဒီမှာကြည့်ဒါကစုံရိုးနေရိုးလေးပါရှင်ဒီမှာအနည်းလေးရလေတကယ်ကိုတို့ရိုးလို့ပဲအစိုးရုံနေရိုးဆိုပေမဲ့လို့လေစားချင်စေရတယ်မင်းတီးတောင်ကြကဲမမတို့လည်းစားစိတ်ကြပါရဲ့နော်ညီမလေးကအဲ့တော့ညီမတို့ရဲ့ခန္ဓာကိုယ်လေးမှာအစိတ်တောက်တွေပြည့်စင်တယ်တနေ့ကောင်ဆူးထားတဲ့အစိတ်တောက်တွေစားထားတဲ့အစိတ်တောက်တွေပြည့်စင်တယ်ဆိုရင်တော့ဒီကစုံရုံနေရိုးလေးကိုစားပါလက်တက်လို့ရှိရင်ကနုံလေးအေးလို့ရပါတယ်ရှင်အဲ့တော့ဒီမှာကဲမင်းမေမညီမလေးဒီကောင်တွေကတထင်းမင်းတို့စားလို့ရမလားတထင်းမင်းတို့ကစစ်တောက်ရတာလေခုလိုမျိုးသွေးတိုးတွေစီးချိုတွေဖြစ်နေရဲ့စစ်တောက်ရတယ်ငါတို့ဘယ်လိုလုပ်စားရမှာလဲဆိုရင်ရပါတယ်ဒီကောင်ကဘာနဲ့လုပ်ပေးထားလဲဆိုတော့ထမုံမိုးထမြက်ကလေးနဲ့လုပ်ထားရတာသူ့ကိုဘယ်လိုတောက်ရမှာလဲဆိုလို့ရှိရင်ရေပူရေနွေးလေးနဲ့ဒီလိုမျိုးရေကွက်ကလေးထဲမှာထည့်ပြီးတော့စွန်းမထည့်ပြီးတောက်အောင်ပါနော်အဲ့တော့အဲ့ထဲမှာသူက